Hello မင်္ဂလာပါကျွန်တော်တို့ Code Cloud က 100 Days of Cloud AWS Private Challenge လေးကိုလုပ်လာခဲ့တာဒီနေ့နဲ့ဆို28ရက်ရှိပြီပေါ့နော် Day 27ရဲ့ လက်ကလေးကိုကြည့်အောင် Day 27မှာတော့ကျွန်တော်တို့ Public VPC တခုကို configure လုပ်ခိုင်းတယ်ပြီးတော့ EC2 instance လေးကို Internet Access ရအောင်လို့လုပ်ဖို့လိုတယ်လို့ပြောတယ်အဲ့ VPC ထဲမှာပဲကျွန်တော် instance လေးလုပ်ပေးရလိမ့်မယ်တင်တယ်ကျွန်တော်လက်ကလေးကို step လုပ်လိုက်မယ် Okay လက်လေး ready ဖြစ်ပြီဆိုတော့ကြည့်အောင်ဒီနေ့မှာဆိုလို့ရှိရင်ကျွန်တော်တို့ကို VPC တခု create လုပ်ခိုင်းတယ်ပေါ့နော်ဒီမှာ VPC name လေးပေးထားတယ်ပြီးတော့ရင်အဲ့ VPC ထဲမှာကျွန်တော် subnet တခု create လုပ်ကြမယ်subnet name လည်းပေးထားတယ်ပြီးတော့ရင်အဲ့ subnet မှာတဲ့ကျွန်တော်တို့ public IP auto assign ဖြစ်ကြမယ်လို့ပြောတယ်ဒါလေးကျွန်တော်စစ်ပေးဖို့လိုတယ်ပြီးတော့ရင်ဒါတွေပြီးတော့ရင်တော့ကျွန်တော်ဒါ VPC ဘက်ကိစ္စပြီးတော့ပြီပြီးတော့ရင်ကျွန်တော်တို့ EC2 instance တစ်လုံး create လုပ်ကြမယ်အဲ့ VPC အောက်မှာပဲပေါ့type က T2 micro သုံးရမယ်ပြီးတော့ SSH အတွက်ပေါ့နော် port 22ကိုကျွန်တော်တို့ security group ကနေဖွင့်ပေးရမယ်လို့ပြောတယ် Okay ဒါဆိုရင်တော့ကျွန်တော်တို့ VPC ရဲ့ subnet ရဲ့ EC2 instance ဒီ3မျိုးပဲ create လုပ်ကြမှာကျွန်တော်လက်ကလေးကို step လုပ်လိုက်မယ် Okay ကျွန်တော် console ရဲ့ရောက်ပြီဆိုတော့ VPC create လုပ်ကြမယ်ဆိုတော့ VPC ရဲ့ကိုတွားလိုက်မယ် Okay ဒီမှာ VPC name လေးကိုကျွန်တော် copy ကူးထားလိုက်မယ်ဒီမှာကျွန်တော်တို့ create VPC ဆိုတာလေးနှိပ်ပြီးတော့ VPC create လုပ်မယ်ကျွန်တော် VPC တီးတန့်မဲ့ create လုပ်မယ်ဆို VPC only ကိုရွေးပြီးတော့ကျွန်တော် create လုပ်ချင်တယ် VPC name လေးပြီးပြီးတော့ကျွန်တော်အောက်က option လေးနည်းနည်းလောက်ရွေးလိုက်ရင် VPC တီးတန့် create လုပ်သွားလိမ့်မယ် VPC and more ပေါ့နော် VPC တစ်ခုလုံးကိုကျွန်တော်တို့က infra အစုံပေါ့နော်သူထဲမှာပါတဲ့ component အစုံလိုချင်တယ်ဆိုလို့ရှိရင်တော့ VPC and more ကိုရွေးလို့ရတယ်ကျွန်တော်ပုံမှန်ဆိုလို့ရှိရင်တော့ဒီပုံစံမျိုးလေးလည်းလောက်ကြတာပို့တော့မြင်တာပေါ့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကname ပေါ့နော် name ကိုကျွန်တော်ဒီမှာပေးလိုက်မယ်pat ထိပဲယူလိုက်မယ်ကျွန်တော်နောက်က dev VPC ဆိုတာလေးဖြုတ်လိုက်ဒါဆိုတော့ဒီ name တွေအကုန်လုံးကဒီကောင်လေးနဲ့စားလိမ့်မယ်နောက်မှာကျွန်တော်တို့လိုအပ်တာတွေထည့်ပေးသွားလိမ့်မယ် VPC name ဆိုဒီမှာနောက်က dash VPC ထည့်တယ် subnet တွေဆိုလည်းဒီလိုပဲပေါ့နော်ကျွန်တော်တို့ဒီမှာ subnet ကဇုံဘယ်နှခုသုံးမလဲပေါ့နော်တစ်ခုပဲသုံးမယ်ဆိုဒါ public တစ်ခု private တစ်ခု number of public network subnet ကတစ်ခု private network ကိုကျွန်တော်0ပေးလိုက်မယ်ဒါဆိုသူ instruction မှာလိုချင်တဲ့အတိုင်းလေးဆိုဒီမှာရပါတော့เนาะကျွန်တော် VPC ရှိမယ် subnet တစ်ခုရှိလိမ့်မယ်ပြီးတော့ဒီ subnet အတွက်ကျွန်တော် route table လေးတစ်ခုရှိလိမ့်မယ်အဲ့ route table တွေကမှကျွန်တော်တို့ internet gateway လေးရှိလိမ့်မယ်ပေါ့နော်ဒီ subnet ကနေ internet ထွက်မယ်ဆိုလို့ရှိရင် internet gateway ကနေဖြတ်ပြီးတော့ထွက်လိမ့်မယ်ဒီပုံစံလေးကျွန်တော်တို့ကတခါတည်းတန်းပြီးတော့ create လုပ်လို့ရတယ်ဒါပေမဲ့ name တွေဘာတွေကကြတော့ဒီမှာသူ့ဟာသူပေးသွားတာဖြစ်တဲ့အတွက်ကျွန်တော်တို့လိုချင်တဲ့ပုံစံမျိုးမဖြစ်နေဘူးပေါ့နော်သူ instruction အတိုင်းဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီလိုအလွယ်နဲ့မလုပ်တော့ပဲねကျွန်တော်တို့ VPC only ပဲ create လုပ်လိုက်မယ် Okay VPC name လေးဒီမှာပေးမယ်ပြီးတော့ IPv4 cider ကိုကြတော့ကျွန်တော်တို့ဒီကနေ IBM allocated ကနေယူမလားဒါမှမဟုတ် manual ပဲပေးမလားပေါ့နော်ကျွန်တော် manual ပဲပေးလိုက်မယ်10 3 ပေါ့နော်ဆက်လက်ကျွန်တော်16နဲ့ပဲပိုင်းလိုက်မယ်IPv6 တော့မလိုတော့မထည့်တော့ဘူးเนาะ Okay ကျန်တဲ့ကောင်တွေအကုန်လုံးကျွန်တော် default အတိုင်းပဲထားပြီးတော့ create VPC လုပ်လိုက်မယ်ဒါဆိုကျွန်တော် VPC list ထဲမှာ VPC လေးတစ်ခုထပ်တိုးလာမယ်ပေါ့နော်ကျွန်တော် VPC list ထဲသွားကြည့်မယ်ကျွန်တော်တို့ create လုပ်လိုက်တဲ့ VPC လေးရဲ့နောက်ပြီးတော့ default VPC ရဲ့နှစ်ခုရှိတယ်ဒီမှာကျွန်တော် VPC မှာ route တွေပဲမရှိဘူးနောက်ပြီးတော့ subnet လည်းရှိမှာမဟုတ်သေးဘူးပေါ့နော်ကျွန်တော် subnet list ထဲသွားကြည့်မယ် subnet တွေရှိတယ်ဒါပေမဲ့အဲ့ကောင်တွေကတခြား VPC ပေါ့နော် default VPC က subnet တွေပဲကျွန်တော်တို့ subnet create လုပ်ပေးမယ်အဲ့တော့ subnet name လေး copy ကူးမယ်ကျွန်တော် VPC အောက်မှာ create လုပ်မှာလဲဆိုတော့ကျွန်တော်တို့ create လုပ်လိုက်တဲ့ VPC အောက်မှာလုပ်မယ် subnet name ပေးမယ် availability zone ကသူ့မှာမပြောထားတဲ့အတွက်ကျွန်တော်တို့ zone ရွေးမနေတော့ no preference နဲ့သူ့ဘာလို့ဂျုံနဲ့စုံမှာချပေးလိမ့်မယ်IPv4 subnet အတွက်ကျွန်တော် cider block ပေါ့နော် sorry subnet အတွက် cider block ဆိုတော့ကျွန်တော်10.3
1.3/24ဒီလောက်ပဲကျွန်တော်ပိုင်းလိုက်မယ်သူကဘယ်လိုပိုင်းမှာဆိုတာမပြောထားရတော့ကျွန်တော်အလွယ်ပဲပိုင်းလိုက်မယ်ပေါ့နော် okay ဒီမှာ solution တော့ကျွန်တော်ရွေးစီရတော့စုံသွားပြီဆိုတော့ create setnet ပဲနှိပ်လိုက်မယ်ဒါဆို setnet ကလေးရပြီဒီ setnet ကလေးမှာသူက auto assign public IPv4 address က default ဆိုရင် no ဖြစ်နေအဲ့တော့ကျွန်တော်တို့ action နဲ့ရသွား edit setnet setting ဆိုပြီးတော့သွားပြီးတော့မှကျွန်တော်တို့ဒီမှာ IP auto assign ကိုကျွန်တော် enable လုပ်လိုက်မယ်ပေါ့နော်ပြီးတော့ကျွန်တော် save ပြန်လုပ်လိုက်မယ်ဒါဆိုရင်တော့ကျွန်တော်ဒီ setnet ကလေးမှာ IP auto assign ဒါဆိုရင်တော့ကျွန်တော်ဒီ setnet ကလေးမှာ auto assign public IPv4 address က yes ဖြစ်သွားပြီပေါ့နော်ဒါဆိုရင်သူရဲ့ requirement နဲ့လည်း meet ဖြစ်သွားပြီကျွန်တော် setnet create လုပ်တဲ့အထိပြီးတော့ကျွန်တော်က EC2 instance create လုပ်ပါမယ်ပြီးတော့အဲ့ EC2 instance ကိုကျွန်တော်တို့က internet ကနေပြီးတော့ဗောနော်ဖြတ်ပြီးတော့ SSH accept လုပ်တယ်ဒါဆိုလို့ရှိရင်ဒီ EC2 instance က IP ရှိုံနဲ့မရအောင်ကျွန်တော်တို့ internet gateway ကနေဖြတ်သွားဖို့လဲလိုတယ်အဲ့တော့ကြတော့ကျွန်တော်တို့ internet gateway လေးပါ create လုပ်ပြီးလိုက်မယ်နော်သူ instruction ထဲမှာတော့မပါဘူးကျွန်တော်ထည့်ပေးလိုက်မယ် internet gateway ထဲသွားမယ်ကျွန်တော် create internet gateway internet gateway name ကတော့ bus igw လို့ပေးလိုက်မယ်ဒါဆိုကျွန်တော်တို့ internet gateway အသစ်ကလေးတစ်ခုရလိမ့်မယ်ပေါ့နော်ဒီမှာအရင် internet gateway ရှိတယ်သူကdefault VPC နဲ့ attach ဖြစ်နေတယ်ကျွန်တော်တို့ရဲ့ internet gateway လေးကတော့ attach ဖြစ်မနေသေးဘူးပေါ့နော်ကျွန်တော် error action ထဲမှာ attach to VPC ဆိုပြီးတော့ကျွန်တော်တို့ create လုပ်ထားတဲ့ VPC ကိုရွေးပြီးတော့ attach လုပ်ပေးလိုက်မယ်ဒါဆိုတော့ကျွန်တော်တို့ဒီ internet gateway လေးနဲ့ကျွန်တော်တို့ရဲ့ VPC နဲ့ကတော့ link ဖြစ်နေပြီအဲ့တော့ကျွန်တော်တို့ VPC လေးကိုပြန်ကြည့်အောင်ဒါဆိုကျွန်တော် VPC အောက်မှာ setnet ရှိတယ် route တွေပဲရှိတယ် internet gateway ရှိဒါမှ route တွေပဲကနေ internet gateway ကိုဖြတ်ပြီးတော့မထွက်နေသေးဘူးပေါ့နော်ဒါလေးကိုကျွန်တော် route တွေပဲကို edit လုပ်ပေးဖို့လိုတယ် okay ဒီမှာကျွန်တော် route rule တွေရှိတယ်ပေါ့နော်အဲ့ဒီထဲမှာကျွန်တော် edit route ဆိုပြီးတော့ route တစ်ခုထည့်မယ်ဘယ်ကိုပဲဖြစ်ဖြစ်ကျွန်တော်တို့ကသွားမယ်ဆိုလို့ရှိရင် internet gateway ကနေပြီးတော့ဖြတ်သွားမယ်ဆိုရွေးလိုက်မယ် internet gateway ကျွန်တော် create လုပ်ထားတာရှိတယ်ဒါဆိုလို့ရှိရင်ဒီ10နဲ့စားတဲ့အကောင်ဆိုလို့ရှိရင်တော့ဒါကကျွန်တော်တို့ရဲ့ VPC လို့သိတယ်တခြား IP ဆိုလို့ရှိရင်တော့ကျွန်တော်တို့ internet gateway ကနေဖြတ်သွားလိမ့်မယ်ပြီးတော့ setnet association ကြည့်မယ်ဒီမှာ setnet လည်း associate ဖြစ်ထားတယ်ကျွန်တော်တို့ create လုပ်ထားတဲ့ setnet နဲ့ဒီ route တွေပဲလေးနဲ့ associate ဖြစ်နေတယ်ပေါ့နော်ဒီ IP ဆိုရင်ကျွန်တော်တို့ရဲ့ဒီ setnet ကိုသွားလိမ့်မယ်ဒါမှမဟုတ်လို့ရှိရင်ကျွန်တော်ဒီ CIDR array တစ်ခုလုံးဆိုလို့ရှိရင်เนาะကျွန်တော်ရဲ့ဒီ VPC လို့သိလိမ့်မယ်ကျန်တဲ့အကောင် other ဆိုလို့ရှိရင်เนาะ internet gateway ကနေဖြတ်သွားလိမ့်မယ်ဒါဆိုကျွန်တော်တို့ VPC လေးကိုပြန်ကြည့်အောင်ဒါဆိုကျွန်တော်ရဲ့ဒီ VPC လေးမှာ setnet ရဲ့ route တွေပဲရဲ့အဆင်ပြေသွားပြီပေါ့နော်okay ဒီလောက်ဆိုကျွန်တော် EC2 instance create လုပ်လို့ရပြီတင်တယ်ကျွန်တော် EC2 instance လေး create လုပ်လိုက်မှာ okay EC2 ထဲရောက်ပြီဆိုတော့ကျွန်တော် instance list ထဲမှာ instance ရှိမနေဘူးလောက် instance လုပ်လိုက်မယ် instance name ကကြတော့ကျွန်တော်ဒီမှာ EC2 name လေးကျွန်တော်ယူလိုက်မယ်OS ကိုမရွေးခိုင်းထားဘူးဆိုတော့ကျွန်တော် default အတိုင်းပဲထားလိုက်မယ်ပြီးတော့ instant type က T2 micro လို့ပြောတယ်key pair တော့မထည့်တော့ဘူး VPC ပေါ့နော်ကျွန်တော် VPC ကဘယ် VPC သုံးရမလဲဆိုတော့ကျွန်တော်တို့ create လုပ်ထားတဲ့ VPC သုံးရမယ် public IP auto assign လုပ်ခိုင်းလိုက်မယ် security group မှာကတော့ကျွန်တော်တို့ SSH port ကဒီမှာ on ထားတယ်ပေါ့နော်ဒါဆိုလို့ရှိရင်တော့အဆင်ပြေတယ်ကျွန်တော် launch instant လေးလိုက်ဒါဆို instantly create ဖြစ်သွားပြီပေါ့နော် okay ဒါဆိုဒီ instant လေးကျွန်တော်ကြည့်မယ်ဆိုရင် security ဘိုင်းကြည့်မယ်port 22ကကျွန်တော်တို့ internet ကနေဝင်လို့ရတယ်ပေါ့ okay တကယ်ရမရကျွန်တော် contact လုပ်ကြည့်အောင် okay EC2 instant လေးကိုကျွန်တော်တို့ SSH contact လည်းလုပ်လို့ရတယ်ဆိုတော့
ကျွန်တော်တို့ဒီနေ့ let instruction တွေမှာပါတဲ့ကောင်တွေအကုန်လုံးเนาะအဆင်ပြေသွားပြီလို့ထင်တယ်တေးကြအောင်လို့ကျွန်တော် check နှိပ်ကြည့်လိုက်မယ် okay chess လဲပတ်သွားပြီဆိုတော့ကျွန်တော် let လေးကို stop လုပ်လိုက်တော့မယ်ဟုတ်ကဲ့အခုလိုအချိန်ပေးပြီးကြည့်ပေးကြတာကျေးဇူးတင်ပါတယ်ကျွန်တော် day 28မှာပြန်ဆောင်ကြမယ်